အားချောင်းနေဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအားချောင်းနေဆိုတာကိုအင်္ဂလိပ်လို have a loose stand have a loose stand အားချောင်းနေပေါ့ဟုတ်ပြီကျွန်တော်တို့အဲ့ဒီစကားလုံးကိုကျွန်တော်တို့ဒီစကားပြောတဲ့အခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုရင်မင်းအကောင့်တတိထားနော်အကောင်ကအားချောင်းနေမင်းအကြောင်းကြီးသွားရှောက်မပြောနဲ့အကောင်အဲ့လိုမျိုးပြောချင်တယ်ဆိုရင် be careful with that guy he has a loose stand be careful with that guy he has a loose stand အကောင်တတိထားနော်အကောင်အားချောင်းနေအဲ့လိုပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုရင်မင်းအကောင်မလေးကိုမင်းရဲ့ဒီကိုရေးအချက်လက်တွေသွားမပြောနဲ့နော်အကောင်မလေးကရှော့ပြောတယ်အကောင်မလေးအားချောင်းနေအဲ့လိုမျိုးပြောတယ်ဆိုလို့ရှိရင်don't tell her your personal information she has a loose stand don't tell her your personal information she has a loose stand မင်းကိုရေးအချက်လက်တွေအကောင်မလေးမပြောနဲ့အကောင်မလေးကအားချောင်းနေပြီးရှောက်ပြောလိုက်မယ်ကျွန်တော်တို့အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုရင်ဒီအားချောင်းတာကဒီကျွန်တော်တို့ဒီမိတ်ဆွေတွေကိုပါမိတ်ပြစ်သွားနိုင်တယ်ပေါ့ကိုယုံကြည်လို့ကိုတို့ရဲ့အကြောင်းတွေပြောတယ်ကိုကအားချောင်းပြီးတော့တခြားတယောက်ကိုရှောက်ပြောတယ်ဆိုလို့ရှိရင်ဒါဒီမိတ်ဆွေခင်မင်းမှုပါကျွန်တော်ပြစ်သွားနိုင်တယ်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် a loose stand can ruin friendships a loose stand can ruin friendships အားချောင်းတယ်ဆိုရင်မိတ်ဆွေကိုခင်ရတဲ့မိတ်ဆွေတွေနဲ့ပါမိတ်ပြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ကဒီကိုရှင်မှာအားချောင်းနေတဲ့လူတစ်ယောက်နဲ့တွေ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့က have a loose stand လို့ကျွန်တော်တို့ပြောလို့ရတယ်